နော်ကျွန်တော်ပြပြမယ်နားထောင်တော့ပထမအုပ်ဆုံးကျွန်တော်ရှင်းပြမယ်တင်လို့တေချာနားထောင်ပေးတော့ကျွန်တော်တို့ drama ဖြစ်နေကျွန်တော်နေတိုင်းပြောပြတယ်ဒါကွဲရည်လည်းဖြစ်မှာစိုးရည်လို့ကျွန်တော်ပြပြရနော်ကျွန်တော်ခုနတစ်ခေါက်ပြောပြီးဒီစုက2စုရှိတယ်ပထမစုရဲ့ဒုတိယစုရဲ့လို့ခွဲထားတာမဟုတ်ဘူးတကယ်ကျွန်တော်ပြောတာအဲ့ဒါတခုအရင်နားလည်ပေးပါပထမစုရဲ့ဒုတိယစုရဲ့လို့ပတ်စီကခွဲပေးထားတာမဟုတ်ဘူးကျွန်တော်ပြောချင်တာနော်တစ်ဒီဘက်ချန်စုက influencer တွေထဲမှာဗျာဆိုပြီးနာမည်ကြီးရဲ့စုပေါ့နော် influencer တွေထဲမှာလူကြိုက်များဆုံးစုokay ဘောပါလူကြိုက်များဆုံးအားလုံး fan တွေများဆုံးနဲ့လူကြိုက်များဆုံးစုကဒီဘက်စု okay ဒါတစ်စုနော်ဒီဘက်ကဒုတိယစုမဟုတ်ဒီဘက်ချန်စုကကြတော့ influencer တွေထဲမှာကျွန်တော်တို့သူများနဲ့မတူအောင်ဗီဒီယိုတွေကို idea ကောင်းကောင်းနဲ့ဖန်တီးနိုင်တဲ့စုဟုတ်တယ်မလားပထမစုရဲ့ဒုတိယစုရဲ့လို့မရှိဘူးတကယ်တော့ okay အဲ့ဒါကိုစုရင်ကျွန်တော်ပြပြမယ်အဲ့ဒါပထမတစ်ချက်ဒုတိယတစ်ချက်ကျွန်တော်ညီနဲ့ကျွန်တော်ကိုတိုက်ခိုက်ကျွန်တော်ကိုလောဘကြီးတယ်လို့သိရင်တော့မြင်ကြလိမ့်မယ်ကျွန်တော်ညီကိုဘာလို့နောက်တစ်စုမခွဲပေးတာလဲဆိုကျွန်တော်မြင်ကြလိမ့်မယ်ကျွန်တော်ပြပြမယ်ဖက်လိုက်1 second ဒါကိုပါဝါလို့ကိုတာကြီးတို့ကျွန်တော်မပြောတော့ဒါတွေကအကူတွေဖြစ်သွားပြီဒါကျွန်တော်ဒီအငယ်ဒီအတန်းငယ်တဲ့ညီကိုတွေဒီ3ယောက်တည်းပဲကျွန်တော်ပြောမယ်ဒီထဲမှာဆို1 second လည်းပါတယ်1 second ဖက်လက်ကျွန်တော်လေးပါကျွန်တော်တို့ဆိုတာညီကိုတွေဒါစထရီမာလောကမှာဆိုလဲအားလုံးသိတယ်ကျွန်တော်တို့ညီကိုတွေအများနဲ့လက်ဆော့ဖြစ်ကြတယ်နော်တေချာနားထောင်နော်အပြင်မှာတွေ့ခဲ့ရင်လေညီကိုတွေကျွန်တော် flat ထက်ကြီးတယ်မစကတ်တက်ကြီးတယ်ဒါပေမဲ့ကျွန်တော်ညီတွေကျွန်တော်သဘောထားတယ်ကျွန်တော်ဘယ်တော့မှကျွန်တော်ညီတွေကိုမကောင်းတဲ့စိတ်ကျွန်တော်စိတ်ထဲမှာလုံးဝမရှိရကျွန်တော်စူးစမ်းတယ်ကျွန်တော်ညီတွေတို့စူးစမ်းတယ်ဒီစုယူဘာလို့မခွဲပေးတာလဲဆိုတော့မခွဲပေးတာမဟုတ်ဘူးတင်ရင်ကျွန်တော်အခုမြန်မာကျွန်တော်တို့ဒီအခုကဒီထဲမှာပါတဲ့ influencer အကုန်လုံးပါတခြားနိုင်ငံတွေလည်းပါဒီထဲမှာဒီဒုတိယစုမှာအခုလူနေတာ flat ရဲ့ကျွန်တော်ရဲ့2ယောက်ပဲကျန်ပြီမြန်မာနိုင်ငံမှာကျွန်တော်2ယောက်ပဲကျန်တော့တယ်ဘယ်သူမှကျွန်တော်2ယောက်မနိုင်တော့ဘူးအခုကကျန်တာ flat ကျွန်တော်2ယောက်ပဲကျန်တယ်ဘာလို့ flat ကိုမပေးတာလဲလို့ကျွန်တော်တင်ရင်တို့မြင်ကောင်းမြင်နေမယ်မပေးတာမဟုတ်ဘူးတင်တို့ကျွန်တော်ညီလေးသူလည်းစူးစမ်းတယ်ကျွန်တော်လည်းစူးစမ်းတယ်ကျွန်တော်ပြောတဲ့အတိုင်းဒီဘက်ကစုက influencer သူများတွေနဲ့မတူအောင်ဗီဒီယိုဖန်တီးနိုင်တဲ့စုကျွန်တော်တို့လူချင်းယုံပဲရတယ်ကျွန်တော်တို့လူချင်းတို့ပေးပါဆိုတော့ဘယ်သူမှမပေးနိုင်ဘူးကျွန်တော်တို့ပေးမှာကျွန်တော်တို့အားပေးတဲ့ fan တွေကပေးမှာတင်တို့အဲ့တော့ vote အများဆုံးသူကပေးမှာကျွန်တော်လည်းဒီကနေပြောချင်တာကျွန်တော်ညီကိုလေမနေ့ကလည်းကျွန်တော်ရှက်ပေါက်ကပြောထားပါပြီမရှုံးမပေးသေးချင်ဘူးစူးစမ်းခြင်းနဲ့ကျွန်တော်ကဘယ်လိုစိတ်ကူးတာလဲဆိုတော့လေကျွန်တော်ခဏပြောသလိုဗျာကျွန်တော်တို့ညီကိုလေးဆိုတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ရှောင်းနေတဲ့လမ်းကျွန်တော်တို့ရဲ့အိမ်မက်ဒီစထရီမာလောကမှာကျွန်တော်ကပြန်ဘက်တွေပဲအကုန်လုံးကညီကိုလေးဆိုတော့မှန်တယ်ဒါရေးကျွန်တော်ပွပွင့်လင်းပြောတာအားလုံးကပြန်ဘက်တွေပဲအားလုံးကစူးစမ်းနေကြတာဗျာဘသူမဆိုကျွန်များရတော့မသိဘူးကျွန်တော်ရင်ထဲမှာဘသူမဆိုဗျာကျွန်တော်လည်းဖြစ်ချင်တယ်နံပါတ်1မြန်မာနိုင်ငံမှာစထရီမာဆိုတဲ့အဲ့ဒီဂုံရချင်တယ်ဗျာကျွန်တော်စူးစမ်းရတယ်ဗျာကျွန်တော်ညီလေးတွေလည်းရချင်ကြမှာပဲဟုတ်တယ်မလားကျွန်တော်ပြောချင်တာဗျာဒါကျွန်တော်တို့အိမ်မက်သိတယ်မလားဒီစုပ်ကြီးကိုလိုချင်တယ်ဒါကျွန်တော်